ပတ်ဝန်းကျင်ကိုချီးမွမ်းပေးသွားကြတဲ့သူရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်အခုချိန်မှာခိုင်ရိုမရှင်မှခေါင်းဆောင်များကိုဂုဏ်ပြုခြင်းအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုနော်ရွာဟေကူကနေဥဆောင်တော့မှာဖြစ်တဲ့အတွက်အချိန်တိုင်းတော့ရွာဟေကူလက်ထက်အပ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမတို့ပေါ့နော်ဒီနေ့ကိုပြင်ဆင်ပေးတဲ့ဖျားရဲ့ကျေးဇူးတော်ကိုဒါတို့အမြဲတမ်းချီးမွမ်းနေပါတယ်ပေါ့နော်အခုအစပိုင်းမှာကျွန်တော်ကျမ်းစာပမာဏတစ်ပတ်ဖတ်ပါမယ်ထာဝရဘုရားသည်ငါတို့အဖို့ကြီးသောမှုကိုပြုတော်မူသည်ငါတို့သည်လည်းဝမ်းမြောက်လျက်နေကြ၏126ခုမြောက်သောစာနာခဲ့တော့ပေါ့နော်ကျမတို့ဒီဂိုင်ရိုမစ်ရှင်စတင်ဖြစ်ပေါ်လာတဲ့ယခုအထီးပေါ့နော်ကျမတို့ပါဝင်အစီခံကြတဲ့ဒီတော့အတီးတို့အတော်တို့အကုန်လုံးပေါ့နော်ကျမတို့ကွန်ပျူတာအစီအစဉ်ဖြစ်ပါတယ်ဒီဂိုင်ရိုမစ်ရှင်ကိုဥဆောင်ပြီးတော့ဒီဥက္ကဋ္ဌနေရာမှာတာဝန်ယူသွားခဲ့တဲ့အတော်ကတော့သူကတော့ဖျားခေါ်ဆောင်ခြင်းကိုဖျားရဲ့ခေါ်တော်မူခြင်းကိုသူခံရပြီးတော့နော်အဲ့ဒါကြောင့်သူကတော့ကျမတို့နဲ့အတူရှိနေဘူးပေါ့နော်ဒါပေမဲ့လို့အခုလက်ရှိဒီမြန်မာနိုင်ငံမှာပြန်သွားတဲ့လူတွေလည်းရှိတဲ့အတွက်ကြောင့်ဒီလက်ရှိအကျဉ်းမှာရှိနေတဲ့ဆရာမများအတော်များကိုကွန်ပျူတာအစီအစဉ်ဖြစ်ပါတယ်သူတို့ဒါမရှိဘူးဆိုရင်လည်းဒီဂိုင်ရိုမစ်ရှင်ကြီးကလည်းဒီ15နှစ်တည်းတိုင်းဖြစ်လာမှာမဟုတ်ပေါ့နော်သူတို့ကတော့ကျမတို့ရဲ့တခိုင်းကြီးစုပ်ပဲပေါ့နော်တရှိနေတယ်ပေါ့နော်အခုရှေ့ဥစ္စာပဲကျမနာမည်ခေါ်တဲ့အချိန်မှာကျမတို့ဒီအရှိသုံးပါပေါ့နော်တယောက်ပြီးတယောက်ထွက်လာခဲ့ပြီးတော့ကွန်ပျူတာတန်းတော့ကိုကြောက်ပေးတော့ဖြစ်ပါတယ်ဒါပေမဲ့လို့ကျမတို့ပြီးသွားတဲ့အခါမှာချက်ချင်းမပြတ်ပဲပေါ့နော်ကျမတို့ဒီနေရာလေးမှာပဲရပ်ပေးဖို့တောင်းဆိုပါတယ်လို့ရှေ့ဥစ္စာကျမတို့ရဲ့ဒီဥက္ကဋ္ဌဂိုင်ရိုမစ်ရှင်ရဲ့ဥက္ကဋ္ဌအနေနဲ့တောင်းဆန်းဆောင်သွားပေးတဲ့ဒေါ်နန်းသစင်ကျော်ပေါ့နော်သူကတော့ဘုံတော်ဝင်စားသွားပြီးဖြစ်တဲ့အတွက်ကြောင့်သူရဲ့ညီမဖြစ်တဲ့ဒေါ်တင်ထွေးကိုကျမတို့ကွန်ပျူတာလက်ဆောင်ပေးအပ်ဖို့အစီအစဉ်ဖြစ်ပါတယ်အတော်ရှေ့သို့ဖိတ်ခေါ်ပါတယ်မတော်တူကလည်းကိုတင်ပြနေပါတယ်လက်ဆောင်ပေးပါပေးရတော့မှာဖြစ်ပါတယ်ကျမတို့သူဥက္ကဋ္ဌကတော့ဒေါ်အေဝါခေါ်ဖြစ်ပါတယ်ကျမတို့လက်ခုပ်တီးပြီးကုန်ပြကြရအောင်ကိုပြမတက်လာပြတာတော့ဒေါ်အေထုံလည်းသူပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရမရှိမှာတွေးမှုအဖြစ်တောင်းထမ်းဆောင်နေတော့ဒေါ်ဆာဝါကိုဖိတ်ခေါ်ပါတယ်ကျမတို့သူအတွေ့အမှုဖြစ်တဲ့ဒေါ်ယူလက်ဒေါ်ယူလက်ကိုတော့ကျမတို့ဒီဘက်လေးကြည့်ပါနော်တော့ဒီဘက်ကြည့်ပါဒီဘက်ကြည့်ပါဒေါ်ကလီမိုတော့ပေါ့နော်ဒေါ်ကလီမိုတို့ရဲ့တို့ရင်ကဒေါ်ကလီမိုတို့ကိုစားတက်လို့လုပ်ရှိတာဖြစ်တဲ့တီတူတူကိုဖိတ်ခေါ်ပါတယ်တီတူတူကိုပေးရဖို့အတွက်ဒေါ်တော်မှာဒုတိယဒေါ်လာကိုပေးအပ်မှာဖြစ်ပါတယ်ဒီမှာ
ပါဝယ်စိတ်ခံနေတဲ့လူတော့မိတယ်ပေါ့နော်ဘာဖြစ်ဖြစ်သမီးတို့ရဲ့လူငယ်တွေရဲ့စိတ်ဆန္ဒပေါ့နော်ဒါလေးလှုပ်ချင်နေဆိုရင်လှုပ်လိုက်ပါတော့အားပေးရဆိုပြီးအမြဲတမ်းအနောက်ကနေပေါ့နော်အမြဲတမ်းခွန်အားရပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီခေါင်းဆောင်တွေကကျွန်တော်တို့ပုံပေါ်မှာပေးချင်လဲဆိုရင်အိမ်မှာပေါ့နော်အိမ်မှာတော့ foundation ကောင်းမှအိမ်ကခိုင်ပါတယ်ပေါ့နော်လေတိုက်လည်းမလဲဘူးငလေးတယ်လည်းမလဲဘူးအဓိက foundation ကောင်းမှအဆင်ပြေတာခိုင်ခန့်တာပေါ့နော်ဒီခေါင်းဆောင်တွေအစိတ်ခံထားတဲ့လူတွေကလည်းတမီးကတော့ foundation တစ်ဖွဲ့ပဲဒီမှာအားကိုတဲ့ foundation တစ်ဖွဲ့ပဲခိုင်နိုင်တယ်ပေါ့နော်ဘာလဲဆိုတော့သူတို့ကဒီအုံမြင့်အခြေခံကောင်းလို့ဒါဒီ15နှစ်ဆိုတာဖြစ်လာတာပေါ့နော်ဒါပေမဲ့ကနေရတဲ့ဒါဆိုအကုန်လုံးကိုကြည့်ရှုဆောင်မှပေးပြီးတော့ပေါ့နော်ဒီ15နှစ်တည်းတိုင်းတပည့်နဲ့အတူပေါ့ကြည့်ရှုပြုစုပေးတဲ့ဖျားခင်ရဲ့ကျေးဇူးတော်တွေချီးမွမ်းပါတယ်နောက်ဆုံးပေါ့နော်ဒီမှာကျမ်းမိုက်တစ်ပိုင်းနဲ့ဆုံးသက်ချင်ပါတယ်ထာဝရဘုရားသည်အိမ်ကိုဆောက်တော်မူလျှင်ဆောက်တော်သူတို့သည်အချင်းကြီးလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုဆောက်တော်မူလျှင်ကင်းဆောက်တော်သူတို့သည်အချင်းကြီးဆောင်ကြ၏129ခုမြောက်သောစာရခန်းကြီး1အားလုံးကျေးဇူးတင်ပါတယ်ဖျားခင်တိုင်ကောင်းကြည့်ပါစေ